ဒီလိုလူတွေကိုရှောင်နေလိုက်ပါမိတ်ဆွေသူ့စိတ်သက်ကိုသိရပြီဆိုရင်တရိပ်သွားမပြောနဲ့မသိသလိုနေပေးပြီတော့နောက်ဆိုကိုကရှောင်နေလိုက်ပါသူ့အကျင့်ကိုရိပ်မိနေပြီမလားသွားပြီးပောက်ကွေးမပြနဲ့မသိသလိုနေပေးပြီနောက်ဆိုကိုကဆင်ရှင်လိုက်ပါနင်ကဘလို့ငါကဘလို့ဆိုပြီးစကလုံးတွေနဲ့စစ်တိတ်နေဖို့မလိုပါဘူးယောသားရှင်အောင်ဆောင်နေတဲ့သူ့အကြောင်းကိုကနားလေနေပြီမလားဆက်ပြီးအပေါင်းအသင်းမလုံးနဲ့တဖြည်းဖြည်းရှောင်နေလိုက်ပါရှစ်ဆက်သွားရင်ကိုပါထိခိတ်စေနိုင်တာမို့ပါတခါတလေတော့ကိုသိတဲ့အရာတစ်ခုဟာကိုစိတ်ထဲမှာမှတ်သားထားဖို့ပဲလိုတာပါလုံးဝမပတ်သက်မဆက်ဆံရဘူးလို့မပြောလို့ပါဘူးမဖြစ်တာလို့ဆက်ဆံနေရအောင်မယ်ဆိုရင်လေကိုပေါင်းစိတ်ခွာနဲ့ပေါင်းသိနိုင်ပါတယ်ယောသားရှင်အောင်ဆောင်သဘောကောင်းတယ်လို့ဟန်ပြကိုရမှာနောက်ကောက်ရှာနေကိုရဲ့မကောင်းတဲ့ရင်ကိုအလန်းတလူလူလိုလေလွှင့်ခွင့်ရရင်ရတယ်လို့ဖြစ်ညစ်အရာရာကိုသူ့အပြစ်မဟုတ်ဘူးလို့ဟန်ဆောင်ကမျက်နှာဖုံးဆွဲထားတဲ့လူမျိုးကိုဒီတစ်သက်သင်တွစ်ဆောင်ခဲ့ရင်ကင်းနိုင်တဲ့လောက်ရှောင်ဖေကနေလိုက်ပါ